မင်္ဂလာပါကျွန်တော်သူရရှိန်ပါဒီနေ့မှာတော့ professional accountant တယောက်ရဲ့ duty to society ဆိုတဲ့အကြောင်းအရာလေးကိုပြောပြချင်ပါတယ်ကျင့်ဝတ်နဲ့ညီတဲ့စည်းကမ်းတယောက်အနေနဲ့အများပြည်သူပေါ်မှာဘယ်လိုတာဝန်ရှိတယ်ဆိုတာကို case study လေးတစ်ခုနဲ့ရှင်းပြပြောပြပေးသွားချင်ပါတယ်အဲ့တော့စည်းကမ်းတွေကိုမေးချင်တာပေါ့နော်မေးချင်တာကိုတာဝန်ယူပြီးတော့အလုပ်လုပ်နေတဲ့ company တစ်ခုရှိတယ်ဆိုတော့အဲ့ဒီ company အတွက်ကိုကအလုပ်လုပ်နေရင်းနဲ့တနေ့မှာမမျှော်လင့်မဲနဲ့ဒီ company ကလုပ်နေတဲ့လုပ်ရက်တစ်ခုဟာillegal ဖြစ်နေတယ်ဆိုကြပါစို့အဲ့တော့ဒီလိုတွေးရှိချက်ကိုကလေဘာမှမပြောဘဲနဲ့ရင်ကုန်နှုတ်ပိတ်ပေါ့နော် silence ပဲနေမလားဒါမှမဟုတ်သက်ဆိုင်ရာ authority တစ်ခုခုကို report လုပ်မလားပေါ့နော်ဒီမေးခွန်းကိုဖြေနိုင်ဖို့ဆိုရင်အခုပြောမယ့် case လေးကိုနားထောင်ကြည့်လိုက်နော်ဆိုတော့ John ဆိုပါစို့เนาะလူတယောက် professional accountant တယောက်ရှိတယ်သူကသူတို့ရဲ့ company ရဲ့စာရင်းတွေကို year end စာရင်းတွေကိုဆွဲဖို့ဆိုပြီးတော့သူကသူတို့ရဲ့ရုံးချုပ်ကနေစက်ရုံကိုလည်းတွားရတယ်စာရင်းတွေတွားပြီးတော့ data တွေကောက်ယူရတယ်အဲ့လိုကောက်ယူရင်းနဲ့သူဘာတွေးခဲ့လဲဆိုတော့သူတို့ company ရဲ့စက်ရုံဟာဒီရေစိုးတွေပေါ့စက်ရုံကထုတ်လုပ်တဲ့ရေစိုးတွေကိုမြစ်ထဲကိုသူတို့ရဲ့စက်ရုံနောက်ကြောမှာရှိတဲ့မြစ်တွေချောင်းတွေကို treatment မလုပ်ဘူးဒီတိုင်းဆွန့်ပစ်နေတာကိုသတိပြုမိတယ်အခုစက်ရုံကဆွန့်ပစ်လိုက်တဲ့ရေစိုးတွေဟာ chemical waste တွေပါနေတယ်ဒီဒေသခံတွေရဲ့ချောင်းမြောင်းတွေကိုဒီ chemical တွေရောက်သွားမယ်ဒါဆိုလို့ရှိရင်အဲ့ထဲမှာရှိတဲ့ငါးတွေကိုစားသုံးမိတဲ့ဒေသခံတွေမှာယောဂဗျာတွေလည်းဖြစ်နိုင်တယ်ဒီလိုလုပ်နေတာဟာဒါအများပြည်သူအတွက်ဒါမကားမှုပေါ့နော် illegal ဖြစ်တယ်လို့သူကလက်ခံတယ်ဒါကိုသိရသားနဲ့ John ကမပြောဘူးဆိုရင်သူ့မှာအပြစ်ရှိတယ်လို့ခံစားရတယ်ဒါလည်းအချက်တစ်ချက်ပေါ့အဲ့တော့ तू ဘာလုပ်ရမလဲ तू ကသူ့စိတ်ထဲမှာခံစားရတာ तू ကြားညက်တယ်ပေါ့နော်ဘယ်လိုကြားညက်လဲဆိုတော့တစ်ဖက်ကလည်းသူ့ရဲ့အလုပ်ရှင်ပေါ့နော်အလုပ်ရှင်ပြီးတော့ तू တန်ဖိုးထားတဲ့အလုပ်လေဒီအလုပ်ကအဲ့တော့ဒီအလုပ်ကလည်းသူ့ကိုအသက်မွေးဝမ်းကြောင်းအနေနဲ့ဒါပြောရမယ်ဆိုရင်တော့ထမင်းကျွေးနေတဲ့အလုပ်ပေါ့နော်ဒီလိုပဲပြောရမှာဒါကတစ်ဖက်ကဆိုတော့ပြန်ပြောရရင်တစ်ဖက်မှာသူ့ရဲ့အလုပ်ရှင်ကျေးဇူးရှင်ထမင်းရှင်ပေါ့တစ်ဖက်ကတော့သူတန်ဖိုးထားရတဲ့ professional accountant ဆိုတဲ့ဘယ်လိုပြောမလဲကျင့်ဝတ်ပေါ့ဆိုတော့ तू ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ်ဆိုတော့ဒီအခုနားထောင်နေတဲ့ professional စရင်းကိုင်တွေလည်းဒီလိုပြဿနာမျိုးနဲ့ကြုံတွေ့လာပြီဆိုရင်အကြံဉာဏ်ပေးချင်တာ John ကဘယ်လိုလုပ်ခဲ့တယ်လဲပေါ့နော်အဲ့တော့ John ကတော့ပထမဆုံး तू ဘာလုပ်လဲဆိုတော့ internally သူရုံးတွဲမှာပဲ escalate လုပ်လိုက်တယ်သူလူကြီးတွေကိုတင်ပြတယ်manager တွေသို့မဟုတ် director ပေါ့နော်တယောက်ယောက်ကိုဒီလိုတော့ကျွန်တော်တွေ့ရှိခဲ့ပါတယ်ဒါက illegal ဖြစ်တယ်လို့ကျွန်တော်ယုံကြည်တယ်ဒါကြောင့်မလို့ဆရာတို့လည်းဒါကိုမသိမှဆိုလို့ကျွန်တော်တင်ပြပါတယ်ပေါ့နော်အဲ့တော့တကယ်လို့ဆရာတို့ဘက်ကဒီကိစ္စကို legally ဖြစ်အောင်လုပ်ဖို့ကျွန်တော်ဘက်ကတော့တင်ပြပါတယ်ဆိုတာမျိုးကိုလူကြီးတွေသိအောင်အရင်ဆုံးတင်ပြလိုက်မယ်ဒါ step 1ပေါ့နော်တင်ပြလိုက်ပြီးတဲ့အခါမှာသူစောင့်ကြည့်ပေါ့စောင့်ကြည့်တဲ့အခါမှာလူကြီးတွေကလိုအပ်တယ်လို့ action ယူတဲ့အရေးတယူဆောင်ရွက်သွားတယ်ဆိုရင်တော့ပြီးပြီပေါ့ဘာမှဆက်လုပ်စရာမလိုတော့ဘူးပေါ့နော်ဒါပေမဲ့သူ့ရဲ့အထက်လူကြီးဖြစ်တဲ့ခုနကပြောတဲ့ manager တို့ director တို့ကဒီကိစ္စနဲ့ပတ်သက်လို့ဘာမှ action မယူဘူးပေါ့နော်အရေးမယူဘူးဆိုလို့ရှိရင်တော့ John အနေနဲ့ဘယ်လိုခံစားရလဲဆိုတော့ဒါprofessional accountant တယောက်အနေနဲ့society ပေါ်မှာစောင့်ရှောက်ရမယ့်တာဝန်ရှိတယ်မပြောဘဲနဲ့နေတော့ကို့မှာအပြစ်ရှိတယ်လို့တာဝန်ရှိတယ်လို့ခံစားရတယ်ဆိုတော့သူဘာလုပ်တင်လဲဆိုတော့ဒုတိယ step အနေနဲ့သက်ဆိုင်ရာဥပမာ environmental နဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေlocal authority လို့ဟာမျိုးတွေကိုဒီကိစ္စနဲ့ပတ်သက်ပြီးဒါ illegal activity ဖြစ်တယ်ဆိုတာကိုပြောပြသင့်တာပေါ့နော်ပြောပြသင့်တယ်အဲ့လိုပြောပြလိုက်လို့တစ်ဖက်ကအရေးယူဆောင်ရွက်သွားတယ်ဆိုရင်တော့သူဟာ duty to society ဆိုတဲ့တာဝန်ကိုကျေလွန်သွားပြီပေါ့နော်အဲ့တော့ပြောချင်တာကစရင်ကိုင်တွေကလေရုံးခန်းထဲမှာထိုင်ပြီးတော့ကိန်းကနန်းနေနဲ့ပဲအလုပ်လုပ်နေရတာမျိုးမဟုတ်ဘဲနဲ့အများပြည်သူအတွက်အခုလိုမျိုး case ပါပေါ့နော်အများပြည်သူအတွက်လည်းတာဝန်ရှိတယ်ကိုကဒီကိစ္စမျိုးကိုထိန်ချန်ထားလို့မဖြစ်ဘူး report လုပ်เสียရှိတာလုပ်ရမယ် action ယူเสียရှိတာယူရမယ်ဆိုတာမျိုးကို message ပေးချင်တာပါဆိုတော့ဒီအကြောင်းအရာတွေကကြတော့ EAT level 3 level 4 သင်ခန်းစာတွေထဲမှာထည့်သင်တဲ့ case study လေးတွေဖြစ်ပါတယ်ဒါကြောင့်မလို့တခြားသူတွေလည်းဘ ഹു တုတရအောင်ပြောပြပေးတာမျှဝေပေးတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်